လုံးပဲမင်္ဂလာပါရှင်ဒီနေ့ထိုင်းမုံတီရှန်နီလေးကိုမျှဝေပေးပါမယ်ရှင်ဒီနေ့ကတော့အုံတို့မပါတဲ့နေ့ဖြစ်ပါတယ်ရှင်ရှန်နီလေးကိုအတူတူကြည့်ကြရအောင်နော်အရင်ဆုံးကျက်စီထောက်ကိုရေသစ်စာဆေးပြီးတော့ပြုတ်ပေးပါမယ်ပြုတ်လို့ချင်းတော့စားအနှဲငယ်ထည့်ပြီးတော့စပလင်ပသက်ကော6ရွက်ကိုရောထည့်ပြီးတော့ပြုတ်ပေးပါမယ်ရှင်ကျက်စီထောက်နူးအောင်ပြုတ်ပေးပါမယ်ရှင်မိနစ်40လောက်တော့ပြုတ်ပေးရပါတယ်ရှင်ကျက်စီထောက်နူးပြီးလို့ချင်းပကံထဲ10ထည့်ထားပေးပါမယ်ရှင်ဒါကြတော့မုံတီအနစ်အတွက်ပါကျက်သွဖြူငုတ်တီး6ကျက်သွနစ်စပလင်6ရွက်ချိတ်ဖူးအစင်တင်ပြုတ်ပြင်းပြီးတော့ပြုတ်ပေးပါမယ်ရှင်9မိနစ်လောက်ပြုတ်ပြီးလို့ရှင်ရပါပြီရှင်ပြီးလို့ရှင်တော့10ယူပြီးတော့ကျိတ်ဆက်နဲ့ကျိတ်ပါမယ်ရှင်ပြီးလို့ရှင်ငါတက်တာနှစ်ပူးကိုဖောက်ထည့်လိုက်ပါမယ်ဒီနေရာမှာငါတက်တာမတုံးရင်တော့တခြားငါတွေလည်းတုံးလို့လည်းရပါတယ်ရှင်ဆွမ်းနာပြုတ်ထားတဲ့ရေကိုတစ်ခွက်ထည့်လိုက်ပါမယ်ပြီးလို့ရှင်တော့ကျိတ်ပေးပါမယ်ရှင်မုတ်တီအနည်းတွေကြိတ်ပြီးလို့ရှင်ဆွမ်းနာပြုတ်ထားတဲ့အိုးရေထက်ကိုပြန်ထည့်လိုက်ပါမယ်ရှင်အရေကတော့ကိုလိုတလောက်ထည့်ပါရှင်အရတာအတွက်ကတော့ငပိရေကျိုးငါငံပြရေစက်သားမုံထည့်လိုက်ပါတယ်ရှင်တမအောင်မွေပေးပြီးတော့အဖုံးအိုးပေးလိုက်ပါမယ်10မိနစ်လောက်တော့အိုးပေးလိုက်ပါမယ်ရှင်အိုးတန်နေတဲ့ချိန်မှာကြက်သွေးခဲကိုအတုံးလေးတုံးထားလိုက်ပါမယ်ရှင်ဒါဆိုရင်မုတ်တီအရေးလဲစူပလာပြီးလို့ရှိရင်လဲအရတာမိကြည့်ပါနော်အရတာလဲကောင်းပြီးလို့ရှိရင်ဖြတ်ထားတဲ့ကြက်သွေးခဲကိုထည့်လိုက်ပါမယ်ပြီးတော့ပြုတ်ထားတဲ့ကြက်သေးချောက်ကိုလည်းထည့်လိုက်ပါမယ်ရှင်ပြီးတော့အဖုံးလေးအုပ်ပေးပြီးတော့9မိနစ်လောက်ထပ်တည်ပေးပါမယ်ရှင်9မိနစ်တည်လာပြီးနောက်အနက်လည်းအရန်မွေးနေပါပြီရှင်ပြီးလို့ရှိရင်ကျက်သူမိတ်ကိုအုပ်လိုက်ပါမယ်ဓမ္မအောင်မွေပြီးတော့မိပိတ်လို့ရပါပြီရှင်ဒါဆိုရင်ထိုင်းမုံရင်ခါကောင်းကောင်းလေးရပါပြီရှင်ဒီနေ့ကတော့လို့ရတာလဲလွယ်ကူပါတယ်အရန်လဲကောင်းတယ်ပေါ့နော်လုံစားကြည့်ပါရှင်ချန်နီလေးကိုအဆုံးထိကြည့်လာပေးတဲ့အတွက်အရန်ကျေးဇူးတင်ပါတယ်ရှင်နောက်ထပ်ဗီဒီယိုမှာပြန်ဆုံကြပါမယ်ရှင်